洋服、青朝。新しい洋服を買いました。青朝အသစ်ဝယ်ခဲ့တယ်。支払い、ပေးချေမှု。支払いはカードでできます。ကတ်နဲ့ငွေပေးချေလို့ရပါတယ်。進む、シードသွားသည်。前へ進んでください。シーကိုဆက်သွားပါ。紙の袋、စက္ကူအိတ်。紙の袋をください。စက္ကူအိတ်တစ်လုံးပေးပါ。品物、ကုန်ပစ္စည်း。品物を確認してください。ကုန်ပစ္စည်းကိုစစ်ဆေးပေးပါ。手を伸ばす、လက်လှမ်းသည်。手を伸ばして本を取りました。လက်လှမ်းပြီးစာအုပ်ကိုယူခဲ့တယ်。渡す、လက်ကမ်းပေးသည်。先生に書類を渡しました。ဆရာကိုစာရွက်စာတမ်းပေးခဲ့တယ်。応対、ဧည့်ခံဆောင်ရွက်ခြင်း。店員の応対はとても丁寧でした。ဆိုင်ဝန်ထမ်းရဲ့ဝန်ဆောင်မှုကအရမ်းယဉ်ကျေးပါတယ်。工夫する、ပိုကောင်းအောင်ကြံစလုပ်ဆောင်သည်。もっと工夫してみましょう。ပိုကောင်းအောင်ကြိုးစားကြည့်ရအောင်。変換する、ပြောင်းလဲသည်。ひらがなを漢字に変換します。ひらがなကို漢字အဖြစ်ပြောင်းပါတယ်。実感する、လက်တွေ့ခံစားသည်。日本の生活を実感しました。ဂျပန်မှာနေထိုင်ရတာကိုလက်တွေ့ခံစားရတယ်။どのような、ဘယ်လိုတော့。どのような仕事をしたいですか。ဘယ်လိုအလုပ်ကိုလုပ်ချင်ပါသလဲ။国際交流、နိုင်ငံတကာသဘောတူညီချက်。国際交流について学びました。နိုင်ငံတကာသဘောတူညီချက်အကြောင်းလေ့လာခဲ့တယ်။代表、ကိုယ်စားလှယ်。彼は学校の代表です。သူကကျောင်းရဲ့ကိုယ်စားလှယ်ပါ။会議、အစည်းအဝေး。午後に会議があります。နေ့လယ်ပိုင်းမှာအစည်းအဝေးရှိပါတယ်။市民会館、ပြည်သူ့ခန်းမ。市民会館でイベントがあります。ပြည်သူ့ခန်းမမှာပွဲရှိပါတယ်။出席、တက်ရောက်ခြင်း。会議に出席しました。အစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။夕方、ညနေဆောင်。夕方に散歩します。ညနေဆောင်မှာလမ်းလျှောက်ပါတယ်။交流会、ဖလှယ်ရေးပွဲ。交流会に参加しました。ဖလှယ်ရေးပွဲမှာပါဝင်ခဲ့ပါတယ်။内容、အကြောင်းအရာ。内容を確認してください。အကြောင်းအရာကိုစစ်ဆေးပေးပါ